လာမလူပေးကြပါနဲ့နော်ထမင်းဘူးလာမလူပါနဲ့ကျွန်တော်ကိုလှူတဲ့အလှူရှင်တွေအကုန်လုံးကိုပြောတာပါနော်ကျန်တဲ့လူကတော့ကျွန်တော်လှူချင်းလူမလှူချင်းနေနော်ကျွန်တော်လှူတဲ့လူချင်းတွေထမင်းဘူးလာမလူပါနဲ့ထမင်းဘူးကျွန်တော်မလှူပေးပါဘူးလက်မခံပါဘူးနော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီရေပေးမှာကဟိုအစားအသောက်အခက်အခဲဖြစ်တယ်ဆိုပြီးတော့ဟိုအလှူရှင်တွေကသူတို့ရဲ့စေတနာနဲ့ထမင်းတွေဟင်းတွေချက်ပြီးတော့နော်အခုဆိုဒီမှာဆိုကြက်သားဟင်းဘာညာပါတာပေါ့ကြက်သားဟင်းနဲ့ဒီမြဟာတွေလည်းပါအဲ့တော့သူတို့ကထမင်းဘူးကိုလိုလားမရှိဘူးလိုလားမရှိဘူးကျွန်တော်ပြောပြတာအခုဒီဟာဆိုလို့ရှိရင်ကျွန်တော်တို့ဒီဒေါကီမာကျူချိတ်ဆက်ပေးထားတဲ့ရွာကနေပြီးတော့ကျွန်တော်တို့ဒီရှမ်းသူမှာကျွန်တော်တို့စောင့်နေမယ်လှေရှိတဲ့နားမှာစောင့်နေမယ်ကျွန်တော်တို့လမ်းမသိလို့လာခေါ်ပေးပါလို့ကျွန်တော်တို့ပြောလိုက်တယ်လာခေါ်ပေးပါလို့ပြောတော့သူကလာခေါ်ပေးမယ်လို့ပြောအခု12နာရီခွဲနေပြီ12နာရီခွဲနေပြီကျွန်တော်တို့ဒီသမင်းဘူးကိုလာလမ်းလိုက်ပြမဲ့လူမရှိဘူးသူတို့ရွာနေဖုန်းလမ်းဆက်တော့အကုန်လုံးအစင်မပြေနဲ့ဒီမြင့်ရွာကိုလှူလိုက်ပါဆိုတော့ဒီအချိန်မှာဒီမြင့်ရွာကိုလှူလိုက်ပါဆိုတော့ကျွန်တော်တို့ကဘယ်လိုလုပ်အောင်သူတို့အစောကြီးကမလိုချင်ဘူးပြောလေဘာဖြစ်လို့သူတို့ကအဲ့လိုလာမခေါ်လာမယူလာလဲဆိုတော့သူတို့မှထမင်းဘူးကိုလိုအပ်ချက်နဲနေဒီမှာကျွန်တော်မနေ့ဟိုနေ့ကဆိုလဲဘုန်းကြီးရောက်သွားတယ်နော်လူ100လောက်ရှိထမင်းဘူးက300လောက်ရှိတယ်အဲ့မှာပုံတုံထပ်ပြီးပိုးနေတာအလူရှင်တွေကမသိဘူးအောက်ကလူတွေကထမင်းမစားသေးထမင်းမရောက်ပါဘူးဘာညာပောက်ကြရတွေရှောက်ပြောနေထမင်းဘူးတွေကဟိုမှာပုံတုံပြီးပိုးတော့ပိုးတယ်ကျွန်တော်တို့တောင်မှဘူးရာနဲ့ချီပြန်ပေးနေတာအဲ့ဒီရွာတွေကနေပြီးတော့အကိုတော့ယူသွားပါတယ်ထဲ့သွားပါကျွန်တော်တမောက်စီမှာပုံနေလို့ပါတယ်အဲ့တော့တကယ်တော့သူတို့ဒီမှာထမင်းဘူးတွေမလိုဘူးထမင်းဘူးကဥမာအလူရှင်တယောက်လာရင်အလူရှင်တယောက်လာတာနဲ့ရွာ2ရွာ3ရွာသားလောက်ပြည့်အနည်းဆုံးတော့1ရွာ2ရွာပြည့်သွားပြီအလူရှင်တယောက်လာရင်ထမင်းဘူးကအဲ့တော့အလူရှင်တွေကလာတာအများကြီးပဲထမင်းလူတဲ့အလူရှင်တွေကအများတော့ဘယ်လိုဖြစ်လာထမင်းကတန်ဖိုးမရှိဘူးဖြစ်လာနော်တိန်းနဲ့ချီပြီးကုန်ကြခံလာတဲ့ပစ္စည်းတွေကဒီရောက်တော့တန်ဖိုးမရှိဘူးဖြစ်နေအဲ့တစ်ခေါက်သူတို့ရွာကိုတစ်ခေါက်သွားဖို့ဆက်လေရအဲ့ဒါရှာသေးတယ်အဲ့ဆက်လေရလို့လိုက်ပို့မယ်ဆိုတာတော့လမ်းလာပြမယ်လူမရှိဘူးအခုလမ်းလိုက်ပြမယ်လူမရှိဘူးရန်ကုန်ကောင်တွေဘလို့လမ်းသိမှာလမ်းမသိလို့အဲ့ဒါလာပြပါဆိုတော့သူတို့မှလည်းလူအားတယ်အခုဟိုတယ်ဘယ်သွားလို့ဆိုတော့မအားလို့တဲ့ဆိုတော့အကုန်လုံးအဆင်မပြေဒီမြင့်လူလိုက်ပါဆိုတော့သူတို့စကားပြောတာလွယ်တယ်ကျန်တဲ့လူတွေကလှုပ်လာစီစဉ်ထားတာလေဟိုသူတို့5ရက်စီစဉ်ပြီးမှချက်ပြုတ်ပြီးတော့တနေကုန်တနေကပင်မန်းနဲ့လာပြီးတော့လောက်ကင်ကြလူရတာအကုန်လုံးအဆင်ပြေတခြားလူလိုက်ပါဆိုဒီ12နာရီခွဲတနာရီအချိန်ကိုဘယ်ဟိုသွားလူပြီးဘယ်လိုသွားလို့အခက်မသိလို့ထမင်းတွေတိုးဝါပြီလို့အဲ့တော့ဟိုတချို့ရွာတွေကလူတွေစေတနာပြအောင်အရန်လောက်တာအလူရှင်တွေကိုကျွန်တော်ကထားပြောအဲ့ဒါဟိုအလူရှင်တွေကညိုညင်လို့ရှိရင်ကြံတဲ့လူတွေပါနင့်နာတဲ့ဘဝကြောင့်မပြောလိမ့်မယ်အခုကျန်တဲ့စကားမဟုတ်ပါဘူးအကိုတော့အဆင်မပြေတခြားလူလိုက်ပါဆိုတော့အစောရလာမယူစောတီးပြောကျွန်တော်စီစဉ်လို့ရတာဗောအခုလေတောင်မှဒီတစ်တိုင်းလုံးသွားကြည့်လို့လေ10တီးပြအောင်မရှိအဲ့မရှိရှိတဲ့ကြားတွေကလေနဲ့လိုက်ပို့မယ်လူလေးပဲလာပြပါဆိုတော့မရဘူးအဲ့တော့ကျွန်တော်ပြောချင်တာဒီမှာထမင်းဘူးလူဖို့အတွက်ဆိုရင်ကျွန်တော်စီကိုလာလူတဲ့အလူရှင်တွေအဆင်မပြေပါဘူးနော်အဆင်မပြေပါထမင်းဘူးတွေပို့ရှမ်းနေတာဗျာပို့ရှမ်းနေတာအနည်းဆုံးတော့ကျွန်တော်အဝယ်စားတို့ကျွန်တော်တို့မုတ်ချောက်တို့စားကြကိတ်မုတ်တွေနော်အဓိကနံပါတ်1ကတော့ဟိုဒါတချို့လူတွေကရေထဲမှာရောက်နေတယ်သူတို့ဝယ်စားလို့လည်းမရဘူးပါဘူးလို့ဒါထင်နေမှာဆိုလို့ဝေးချင်းလူတာတော့အကောင်းဆုံးပဲသူတို့လည်းဒီအောင်အလိုချင်ဆုံးအလိုအပ်ဆုံးပဲနော်ဒါအဆင်ပြေဆုံးပဲမုတ်ချောက်တွေပါတော့မကြိုက်ဘူးမှလို့ကြိုက်တယ်ယူတယ်ထမင်းကတော့အဆင်မပြေနိုင်ပါဘူးကျေးဇူးတင်ပါတယ်နော်ဒါအကုန်လုံးသိအောင်ကျွန်တော်ပြောပြတာပါကျွမ်းရမဲတော့ငါထဲမပြောတော့ငါစိတ်တူတာ